ဒီနေ့တော့ Rose တို့အိမ်မှာချက်စားတာအများဆုံးဖြစ်တဲ့အုံနုခေါက်ဆွဲချက်နည်းလေးကိုပြပြပေးတော့မှာဖြစ်ပါတယ်ဒီအုံနုခေါက်ဆွဲချက်နည်းလေးက Rose ရဲ့အမျိုးသားရော Rose ရဲ့ကလေးတွေရောဒီအိမ်သားလုံးအရန်ကြိုက်တဲ့ချက်နည်းလေးပါဒီဟင်းတအိုးလုံးချက်တဲ့အခါမှာစီတွေအများကြီးမသုံးထားပဲနဲ့ဒီချက်သားစီတက်တဲ့အခါမှာဒီလိုဇွန်းလေးနှစ်ဇွန်းနဲ့ပဲထည့်ပြီးတော့ပဲစီတက်ထားပါတယ်နောက်ပြီးဒီလိုအရေစမ်းစားဖို့အတွက်ကိုလည်း Rose အရေလေးတွေပဲသုံးထားပါတယ်အုံနုဟင်းရည်အပေါ်မှာလည်းစီဒီအများကြီးဝိတ်တက်မတည်ပင်နဲ့အုံနုအစားနွားနုလေးကိုထည့်သုံးထားပါတယ်ပုံမှန်အုံနုခေါက်ဆွဲတစ်ပွဲထက်ဒီအုံနုခေါက်ဆွဲကကယ်လိုရီပါဝင်မှုတော်တော်နည်းပါပါတယ်ခေါက်ဆွဲလေးနည်းနည်းထည့်မယ်ငဖယ်ကြော်လေးထည့်မယ်ငဖယ်လေးကိုလည်းစီလေးနည်းနည်းလေးနဲ့ပါယုံလေးပဲကြော်ထားတာဝိတ်ချနေတဲ့အချိန်မှာပရိုတင်းများများစားပေးရမယ်ဆိုတော့ငါးတွေကြက်ဥတွေလည်းအများကြီးစားပေးလို့ရတယ်စီတွေအများကြီးဝိတ်တက်နေတဲ့ကြက်သားဟင်းမဟုတ်ပင်နဲ့စီချံရည်ချံလေးနဲ့ချက်ထားတဲ့ကြက်သားဟင်းတွေကကြက်သားလေးတွေကိုလည်းရေးထည့်လိုက်မယ်ဘုံတို့ဟင်းရည်လေးထည့်မယ်ဘုံတို့ဟင်းရည်ထဲမှာစီတွေအများကြီးဝိတ်တက်နေရတယ်မရှိဘူးနော်အုံနုဟင်းရည်လေးကကြက်သားကိုပဲအဓိကအခြေခံပြီးတော့ချက်ထားတာဖြစ်ပြီးကြက်ပြုတ်ရည်ရဲ့အချိုရည်ကိုပဲယူထားတာဖြစ်တယ်အချိုအတွက်အုံတကြားလေးကိုပဲသုံးပြီးတော့အစိတ်အရသာအတွက်နွားနို့စစ်စစ်ကိုပဲသုံးထားတယ်အဆက်ကြိုက်တဲ့လူဆိုတော့မြုပ်ပြီးမုံလေးလေးထည့်အောင်နောက်ပြီးအီပြေဖို့အတွက်ကိုတမယာလေးလေးထည့်လိုက်အောင်အခုဆိုရင်ကယ်လိုရီလည်းအရန်မများပရိုတင်းတွေလည်းအများကြီးပါတဲ့အုံနုခေါက်ဆွဲလေးရပြီနော်စားကြည့်ပါဦးအရန်ကောင်းတယ်
ရိုစကာစားလိုက်အောင်